trading လောက်တာနဲ့ crypto ကင်တာဘယ်ဟာပိုကောင်းလဲကိုယ့်ရဲ့ပတ်စံတိုးလာဖို့နေ့တိုင်း crypto trade လုပ်သင့်ပါသလားသို့မဟုတ် crypto ကိုရှေးရှေးပဲကင်ထားသင့်ပါသလားဒီနေ့လေ့လာကြမယ်နော် crypto ကင်နေဆိုတာအရန်ကိုရိုးရှင်းပါတယ်ဝယ်ပြီးတော့ဒီတိုင်းထားလိုက်ရုံပါပဲတကယ်လို့ကိုက2015ခုနှစ်တုန်းက Bitcoin ဝယ်ပြီးတော့ဒီနေ့ထိကင်ထားရဲဆိုရင်အခုဆိုရတဲ့အမြတ်ငွေဟာရာခိုင်နှုန်းထောင်ချီရှိလာတော့မှာဖြစ်ပါတယ်ဖိအားလည်းမလိုပါဘူးလိုင်းပေါ်မှာအမြဲတမ်းထိုင်နေစရာလည်းမလိုပါဘူးရေရှည်မှာခရစ်တိုကင်ဖို့ဆိုရင်အဲ့ဒီခရစ်တိုဟာရေရှည်မှာတန်ဖိုးတက်လာမယ်လို့ယုံကြည်ထားရင်အကောင်းဆုံးပဲဖြစ်ပါတယ်နေတိုင်းလိုဈေးကွက်အခြေအနေကြည့်နေစရာမလိုတော့ပါဘူးတစ်ဖက်မှာတော့ trading လုပ်ခြင်းဟာဈေးကျနေရင်တောင်ရေတိုမှာအမြတ်ရစေနိုင်တဲ့နည်းဖြစ်ပါတယ်နေတိုင်းလိုပတ်စံရအောင်လုပ်နိုင်တဲ့နည်းဖြစ်ပါတယ်ဒါပေမဲ့နည်းစနစ်နဲ့စီကံ risk control တို့ကိုကောင်းကောင်းလုပ်ဖို့တော့လိုပါတယ် trader အများစုကတော့လောဘနဲ့ leverage လို့ခေါ်တဲ့ချင်းငွေလွန်ကဲစွာအသုံးပြုမှုကြောင့်ဆုံးရှုံးသွားကြတာဖြစ်ပါတယ်ဆိုတော့ဘယ်ဟာပိုကောင်းမယ်လို့ထင်ပါသလဲဘယ်ဟာပဲဖြစ်ဖြစ်ဒါပဲမှန်တယ်လို့တော့ပြောလို့မရပါဘူးတကယ်လို့ကိုကစိတ်ရှည်ရှည်နဲ့ crypto ယုံကြည်ကင်နိုင်မယ်ဆိုရင် trading မလုပ်ဘဲကင်ထားတာတော့ပိုကောင်းပါတယ်တကယ်လို့ကို့မှာလိုအပ်တဲ့ကျွမ်းကျင်မှုတွေရှိပြီးတော့ဈေးကွက်အကြောင်းကိုလည်းလေ့လာဖို့အချိန်ရှိတယ်ဆိုရင် trading လုပ်ခြင်းကလည်းအကျိုးအမြတ်များတဲ့နည်းဖြစ်ပါတယ် full time crypto trader တဦးဖြစ်ဖို့ဆိုတာနှစ်ကြာရှင်းပြီးလေ့လာလေ့ကျင့်မှုလိုအပ်ပါတယ်တချို့ကတော့နှစ်ခုလုံးလုပ်ပါတယ်ရေရှည်ကင်သူနဲ့ရေတို trade နှစ်ခုလုံးလုပ်တဲ့သူလည်းရှိပါတယ်ဆိုတော့ဘယ်ဟာကိုယ့်အတွက်ပိုအဆင်ပြေမယ်ထင်ပါသလဲကင်ပါလား trade ပါလား comment မှာဝင်ဖြေပေးလိုက်ပါနော်နောက်ထပ် crypto အကြောင်းတွေအတွက် like and follow လေးလုပ်ထားပေးပါအောင်ရှင်